ဒီ brand ကို Anfi ကနေဖိတ်ခေါ်လိုက်တဲ့မူဆာလာပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျ Icarus Sport ကနေကြိုဆိုလိုက်ပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်အလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလာတော့မယ်ဆိုရင်အသင်းတိုင်းကခေါ်ယူဖို့စိတ်ဝင်စားကြတာထုံးစံပါပဲဒီကစားသမားက Kevin De Bruyne ဖြစ်နေမယ်ဆိုရင်တော့ပြိုင်ဘက် Premier League အသင်းတွေကပါအများကြီးစောင့်ကြည့်လာကြမှာဖြစ်ပါတယ်တကယ်လို့ပြိုင်ဘက်အသင်းတစ်သင်းကိုပြောင်းရွှေ့ဖြစ်တယ်ဆိုရင်တော့ဘောလုံးလောကမှာဒါရီဟာဖြစ်လေဖြစ်တာရှိတဲ့သဘောတရားတစ်ခုလို့ပဲဆိုရမှာပါဒီလိုချိန်မှာမူဆာလာကတော့ De Bruyne ကိုလွှဲရသည်မှာ Man City ကနေထွက်ခွာခဲ့ရင်လီဗာပူးကိုလာခဲ့ဖို့နောက်ပြောင်ခေါ်လိုက်ပါတယ် De Bruyne ဟာ Manchester City ကွင်းလေဗိုလ်ချုပ်ဖြစ်ဆယ်စုနှစ်တစ်ခုစာတာဝန်ကျေပွန်ပေးခဲ့ပြီး City အတွက်အံ့ဩလောက်စရာအောင်မြင်မှုတွေကိုယူဆောင်ပေးခဲ့ပါတယ် De Bruyne က City နဲ့တူဖလားသလုံးအောင်မြင်မှုလေးရသည့်ဇက်တိုက် Premier League Champion စတဲ့ရုံနိုင်လောက်စရာမရှိတဲ့စံချိန်သစ်တွေကိုရယူခဲ့တယ်လို့ဆိုပလာအားလုံးကိုလည်းအတူတူကင်မြောက်ခဲ့ကြပါတယ် De Bruyne ဟာ City အတွက်တည်းမကဘဲ Premier League ရဲ့ကဏ္ဍဝင်ကစားသမားကြီးတစ်ယောက်ဖြစ်ပါသမိုင်းတွင်ခဲ့ပါတယ်ဒါပေမဲ့ခေတ်တစ်ခေတ်ကုံဆုံးမှုအချိန်ကိုရောက်ရှိလာခဲ့ပြီး De Bruyne ဟာ2024-25ဘောလုံးရာသီကုံဆုံးတဲ့အခါ Etihad ကနေထွက်ခွာတော့မှဖြစ်ကြောင်းကြေညာထားပြီးသားပါ De Bruyne ဟာအသက်33နှစ်အရွယ်ဆိုပေမဲ့လည်းအကောင်းဆုံးစင်တန်းမှာကစားနိုင်သေးကြောင်းယူဆနေပြီး CDC ကစာချုပ်သစ်ကမ်းလှမ်းမှုကိုမျှော်လင့်ခဲ့ပေမဲ့ City ဘက်ကတော့အားသစ်လောင်းဖို့ပဲဆုံးဖြတ်ခဲ့တာကြောင့် De Bruyne လည်းရာသီအကုန်လုံးစာချုပ်ကုန်ရင်အသင်းကနေထွက်ခွာဖို့ဖြစ်ခဲ့ပါတယ်။ De Bruyne လိုကစားသမားတစ်ယောက်အလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာမယ်ဆိုရင်ခေါ်ယူခြင်းနဲ့အသင်းတွေအများပြားနေမှာသိကြပါတယ်။ De Bruyne ကိုပြီးခဲ့တဲ့ရာသီကလေးက Saudi Pro League အသင်းတွေကခေါ်ယူခြင်းနေကြပြီး Major League ကလည်းဆက်သွယ်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ De Bruyne ကိုနာပိုလီအသင်းကလိုရှိနေကြောင်းသတင်းတွေထွက်ပေါ်လို့နေပြီး De Bruyne ကလည်းဘယ်ချန်အသင်းပေါ်တွေရှိနေတဲ့နေပယ်မြို့ကိုမီးစိမ်းပြထားကြောင်းသတင်းထွက်ပေါ်ထားပေမဲ့ Premier League အသင်းတွေဝင်ရောက်လာရင်တော့ကိစ္စတွေကတမျိုးဖြစ်သွားနိုင်ပါတယ်။ De Bruyne ကို Premier League အသင်းတွေကစိတ်ဝင်စားနေတယ်လို့ဆိုကြပြီးဒီအသင်းတွေက Chelsea, Arsenal နဲ့ Liverpool ဖြစ်ကြောင်းတချို့သတင်းတွေကဆိုကြပါတယ်။ Mikel Arteta နဲ့ Arne Slot တို့ဟာ Man City ရဲ့ဖလားလုပ်ပွဲပြိုင်ဘက်တွေဆိုပေမဲ့ De Bruyne အနေနဲ့ဒီအသင်းတွေဘက်ကကမ်းလှမ်းလာရင်တော့တမျိုးတစ်ပုံစိတ်ပြောင်းလဲသွားနိုင်ပါတယ်။ De Bruyne ရဲ့ Manchester City ကဒီရာသီတစ်ခုတည်းသောဖလားမျှော်လင့်ချက် FA Cup ကိုဆုံးရှုံးလိုက်ရတဲ့အခါ De Bruyne ရဲ့မိုးပြန်ရောင်တက်သားဘွားကလည်းအဆုံးသတ်မခံထားခဲ့ရပါဘူး။ Premier League မှာကိစ္စတွေမပြီးပြတ်သေးတဲ့ De Bruyne ရဲ့အနာဂတ်ကအခုလိုမျိုးမရေမရာဖြစ်နေတဲ့အချိန်မှာ Egypt နဲ့ဖျားကြီးမိုဆလာကဟာတာလေးနှောင်းရင် De Bruyne ကိုနောက်ရာသီမှာဂျိုးဂျာနေတွေစီကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Sky Sport နဲ့ interview မှာဆာလာကကျွန်တော် De Bruyne ကိုသူ့ရဲ့ကစားသမားဘဝအတွက်ဂုဏ်ပြုကြောင်းပြောချင်ပါတယ်သူက City မှာအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသခဲ့တာပါသူကလိတစ်ခုလုံးအတွက်လည်းအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်ကျွန်တော်သူ့အတွက်အကောင်းဆုံးတွေဖြစ်လာစေဖို့ဆုတောင်းပေးနေမှာပါပြီးတော့ကျွန်တော်တို့ Anfield မှာလည်းသူ့အတွက်နေရာရှိပါတယ်လို့ပြောလာခဲ့ပါတယ် Egypt နဲ့ဖျားကြီးဟာဒီရာသီမှာသွင်းကို28ဂိုးထိရရှိထားပြီး2024-25ဘောလုံးရာသီ Premier League ရွှေပန်းဆုကိုရရှိဖို့တေချာသလောက်ဖြစ်နေပါပြီဆာလာကဂိုးပန်နေမှု18ကြိမ်နဲ့ပြုလုပ်ထားသေးတာကြောင့်ဂိုးပါဝင်ပတ်သက်မှု46ကြိမ်နဲ့ဒီရာသီအကောင်းဆုံးသမားဆုကိုပါရရှိနိုင်ပါသေးတယ်ဒါပေမဲ့လည်းနောက်ပိုင်းပွဲတွေမှာဂိုးခန်းချောက်လာတဲ့ဆာလာကဥရောပရွှေပန်းဆုအတွက်ကတော့အမှတ်နှဲငယ်လိုအပ်နေတာကြောင့်တတိယနေရာမှာပဲရပ်တည်လို့နေပါတယ်ဒီတစ်ပတ်ကစားခဲ့တဲ့ Brighton နဲ့ပွဲစဉ်မှာလည်းသွင်းဂိုးမရခဲ့တဲ့ဆာလာဟာနောက်ဆုံးမျှော်လင့်ချက်က Crystal Palace နဲ့ပွဲစဉ်မှာသွင်းဂိုးတွေရှာဖွေဖို့ပဲဖြစ်ပါတယ်နောက်ရာသီမှာ De Bruyne က Anfield ကိုရောက်ရှိသွားပြီးဆာလာနဲ့အတူအတွဲညီညီချီတက်ရင်း Premier League ကိုတွေမကပဲဥရောပကိုပါဆက်လက်သိမ်းပိုက်သွားမလားဆိုတာစောင့်ကြည့်ရပါပဲကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်